ဂျင်းယုံထဲမှာမာဆယ်နဲ့လုံးဝတကယ်ကိုအမှန်ကန်ကျုံးနေတဲ့တယောက်ကိုကြည့်ပြီးတော့မင်းဒီလိုမျိုးတွေးဘူးလားသူ့မှာကြတော့ရှိပြီးတော့ငါ့မှာကြတော့မရှိတာဘာဖြစ်မှာပိုကြီးရဲ့ကြက်သားတွေကပိုများတဲ့စွမ်းရည်ဒါမှမဟုတ်ဒီကောင်ကပဲ confidence level so high နေတာသူ့ရဲ့ motivation ကအထွတ်အထိပ်ရောက်နေတာပြီးတော့ internet ပေါ်ကအဖြေတိုင်းလိုလိုကနောက်ဆုံးမှတနေရာတွေကိုပဲပြန်ရောက်သွားကြတယ်အဲ့ဒါက testosterone ဆိုတာပဲ testosterone ကအရာအားလုံးအတွက်တာဝန်ရှိနေတယ်လို့ကြက်သားမတော့ testosterone နည်းလို့ပဲအမြဲလိုပင်ပန်းနေတာ testosterone နည်းလို့ပဲဖြစ်ကြီးစားနဲ့အဆင်မပြေဘူးလား testosterone ကြောင့်ပဲဖြစ်မှာပါခွေးပြောက်သွားတာဒါလည်း testosterone ကြောင့်ဒီအဆင့်ကြီးရောက်လာရင်တော့လူတွေကရင်ကြောပိတ်ဆို့တာတော့ testosterone နည်းလို့ပဲလို့အပြစ်တင်ကြတော့မလားပဲဒါပေမဲ့ပြဿနာကဒါပါပဲ testosterone ကြောင့်ပြောနေတဲ့လူအများစုကသူတကယ်ဘလို့အလုံးလုံးပေးနိုင်လဲဆိုတော့နားမနေကြဘူးဒါကြောင့်ပဲလူထောင်ပေါင်းများစွာကဖြည့်ဆက်စာတွေဝယ်တော့ဖို့ပတ်စံနေဖြုံးထူးဆန်းတဲ့အစားအစာတွေကိုအစားမနက်9 နာရီမှာရေခဲရေချိုးပြီးတော့ကိုဟော်မုန်းချွတ်ရင်းနေပြီးတော့ယုံကြည်အောင်လုပ်နေကြတာပါသူတို့အများစုက testosterone သူတို့ကိုယ်တိုင်ပဲဖြည့်ဆည်းနေကြတာပါဒါကြောင့်ဒါကိုပြင်ဆင်ဖို့ကျွန်တော်ဒီဗီဒီယိုကိုလုပ်လိုက်တာပါကဲစလိုက်ရအောင် testosterone ကတကယ်ဘလို့အလုံးလုံးလဲဆိုတော့နားလေသွားရင်အရာရာကိုနားလေလာလိုက်ဥပမာဘာကြောင့်လူတွေက9 နာရီပဲအိပ်ပြီးတော့နှုံးချိနေရဘာကြောင့်တချို့ကျတော့လေ့ကျင့်ခန်းပိုလုပ်ပြင်မဲ့ကြက်သားနေ့နေ့လေးတက်နေတာဘာကြောင့်တချို့ကစွမ်းရည်အပြည့်ရှိပြီးတော့တချို့ကျတော့တနေ့ကုန်ပင်ပန်းနေရတယ်အရေးကြီးဆုံးကတော့ကိုဖြည့်ဆည်းနေတာကိုဘယ်လိုရက်ရမလဲဆိုတာပါပဲပထမဆုံးအနေနဲ့အင်တာနက်ပေါ်ကအမားတစ်ခုကိုရင်ရှင်းရအောင် testosterone ဆိုတာကြက်သားမဟုတ်နောက်တစ်ခေါက်ထပ်ပြောပြီး testosterone ဆိုတာကကြက်သားမဟုတ်တယ်ဆိုရင်တော့ဒေါသမထိန်နိုင်တဲ့လူငယ်တိုင်းကကာယဗလသမားလို့ဖြစ်နေတာပေါ့ဘာလို့လဲဆိုတော့အရွယ်ရောက်လာတဲ့အချိန်မှာ testosterone ကအများကြီးထွက်လာတာပဲဒါပေမဲ့ဆယ်ကျော်သက်အများစုကတော့ပင်ပပလေးတွေပါပဲဘာလို့ဒီလိုတွေးကြည့်ကွာ testosterone ကိုဆောက်လုပ်ရေးလုပ်ငန်းတွေကမန်နေဂျာတယောက်လို့မြင်အောင်ကြည့်လိုက်သူကအလုပ်သမားတွေကိုဘာလုပ်ရမလဲဆိုတာညွှန်ကြားပေးတယ်ဒါပေမဲ့တကယ်လိုနေတဲ့ဆောက်လုပ်ရေးပစ္စည်းတွေဥပမာအုပ်တို့တစ်တို့တန်တို့ရှိမနေဘူးဆိုရင်ရှင်းပါတယ်ဘာမှဆောက်လို့မရတဘာပေါ်ကအတော်ဆုံးဆောက်လုပ်ရေးမန်နေဂျာကိုငှားလိုက်တယ်ပြီးတော့သူ့ကိုအုပ်လည်းမပေးတစ်လည်းမပေးအလုပ်သမားလည်းမပေးဘူးဆိုရင်သူကဘာဆောက်နိုင်မှာဘာမှမဆောက်နိုင်ဘူးလူများစုလုပ်နေတာကအဲ့ဒီအတိုင်းပဲအိတ်ချေကို9 နာရီပဲအိတ်တယ်ကျန်းဖူတွေရှောက်စားတယ်ခမင်းကိုလည်းစားသင့်သလောက်မစားပဲလေ့ကျင့်ခန်းတွေပဲစွတ်လုပ်နေပြီးတော့ငါဒီလောက်ထိ train နေတာတော့ဘာလို့ကြက်သားမတက်တာလဲတွေးနေကြတယ်အမှန်တော့မင်းဟော်မုန်းတွေကလုပ်ငန်းဝင်တွေကိုရောက်လာပြီနဲ့လုပ်ငန်းဝင်မှာဘာမှမရှိဘူးဖြစ်နေတာပါtestosterone ကလူတွေထင်ထားတာတက်အများကြီးပို့လုပ်ပေးပါကြက်သားတက်တာလားခွန်အားလား recovery စွမ်းအင်လားလင်စိတ်လားအယိုးသိပ်သေးတာဒါမှမဟုတ်တွေးညီဦးထုတ်လုပ်မှုလားနောက်ဆုံးစိတ်ခံစားချက်တွေအထီးကိုတက်ရောက်မှုရှိအားကစားနဲ့ပတ်သက်ပြီးတော့လူတွေဂရုစိုက်ရတဲ့အရီမန်းချက်တိုင်းမှာ testosterone ဆိုတာပါဝင်ပတ်သက်နေတယ်ဒါကြောင့်ပဲလူတိုင်းကဒါကိုဆွဲလန်းနေကြတာဒါပေမဲ့ဒီနေရာမှာအလှည့်ပြောင်းကြီးတစ်ခုတော့ရှိတယ်။ testosterone နည်းနေတယ်လို့ထင်နေတဲ့သူအများစုကတကယ်တမ်းတော့မနည်းကြဘူး။ည2 နာရီထိTikTokကြည့်ပြီးတော့နောက်နေ့မနေ့ပင်ပန်းတာကို testosterone နည်းလို့ထင်ကြတယ်။အာလူးကြော်တွေကိုပဲစားတယ်။ပြီးတော့ရင်အုပ်လေ့ကျင့်ခန်းကို6 ရက်လောက်လုပ်ပြီးတော့ခြေထောက်လေ့ကျင့်ခန်းကိုကြာ3 နှစ်လောက်ရှောင်နေကြတယ်။တကယ်တော့မင်းထင်နေတယ်လို့မဟုတ်ပါဘူး။အဲ့ဒါကလူနေမှုပုံစံ lifestyle ကြောင့်ပါလူတွေကလူနေမှုပုံစံကအရေးကြီးရဆိုတာကိုဝေမခံချင်ကြဘူး။ဘာလို့လဲဆိုတော့လူနေမှုပုံစံဆိုတာပြင်းစရာကောင်းတာကိုဘယ်သူမှအိပ်ရေးဝဝအိပ်ပါဆိုတဲ့စကားကိုမကြားချင်ကြဘူး။သူတို့ကရှောင်းလင်ဖုံးကြီးတွေရှာတွေ့ခဲ့တဲ့လျှို့ဝှက်တဆူဆုံးတိုးသေးလိုမျိုးကိုပဲလိုချင်ကြ။ကံမကောင်းတာပဲ။နင်းရဲ့ခန္ဓာကိုယ်ကအဲ့ဒါတွေကိုဂရုမစိုက်ပါဘူး။အိပ်ဆက်ခြင်းကိုပဲဂရုစိုက်တာပါ။ကမ္ဘာပေါ်မှာအကောင်းဆုံးတဆူဆုံးတိုးသေးကြောင်းပြောပြ။ဒါကိုဘယ်ဆေးကုမ္ပဏီမှမကြိုက်ကြဘူး။ဘာလို့လဲဆိုတော့သူတို့ကဒါကိုရောင်းစားလို့မရလို့အဲ့ဒါကတော့အိပ်ဆက်ခြင်းပါအိတ်နေတဲ့အချိန်မှာမင်းရဲ့ခန္ဓာကိုယ်ကပြုပြင်ရည်တွေလုပ်တယ်ကြက်သားတွေကိုပြန်လဲတိဆောက်တယ်ဟော်မုန်းတွေကိုထိန်းညှိတယ်ဥပမာဖုန်းတစ်လုံးလို့စဉ်းစားကြည့်အာမသွင်းဘူးဆိုရင်ဖုန်းကဆက်ပိတ်သွားမှာပဲဒါအောင်မှငါဖုန်းပြတ်သွားပြီလို့អော်ပြီးဖုန်းပြင်ဆိုင်အောင်ဖုန်းဆက်နေတော့မှာအာသွင်းတို့ပဲထိုးလိုက်မှဖုန်းပြန်ပွင့်မှာပါလူတွေကညတိုင်း9 နာရီပဲအိပ်ပြီးတော့ဘာလို့ပင်ပန်းနေရလဲလို့တွေးနေကြတယ်တကယ်တော့သင်ကဖုံးပြတ်မဟုတ်ပါဘူးသင်ကဘက်ထရီ12 ရာခိုင်နှုန်းနဲ့လဲပတ်နေတာပါအဲ့ရေးပြတ်တာကပင်ပန်းရုံနဲ့မဟုတ်ပါဘူးပြန်လဲကောင်းမွန်မှုလို့ခေါ်တဲ့ recovery ကိုလည်းထိခိုက်စိတ်သက်တယ်စိတ်ခံစားချက်နဲ့လေ့ကျင့်ခန်းလုံးဆောင်နိုင်ကြောင်းပါထိခိုက်စေဟုတ်တာပေါ့ testosterone ကိုလည်းထိခိုက်စေမှာအမှန်ပါပဲဒါဆိုရင်အစားအစာကြောင့်ပြောရအောင်ဒီနေရာမှာတော့ internet ပေါ်ကတကယ်ကိုယူသွတ်လောက်အောင်ဖြစ်နေတာကြက်သွန်နီစားကြက်သွန်ပြူစားအသေးစိမ်းစားဘယ်သူမှနာမည်မခေါ်တတ်တဲ့တောင်ပေါ်ကအသီးတစ်မျိုးစားရင် testosterone 2 ဆတိုးမယ်ဒါကတော့မဟုတ်တော့ပါဘူး biology မှာကအဲ့လိုအလုံးမလုပ်ဘူးအစားအစာတစ်ခုက testosterone တိုးစေတဲ့ချီကုန်မဟုတ်ပါဘူးမင်းရဲ့ခန္ဓာကိုယ်ကဗီဒီယိုဂိမ်းကဇက်လိုက်မဟုတ်ဘူးအရေးကြီးတာကမင်းခန္ဓာကိုယ်လိုအပ်တဲ့အာဟာရတွေကိုပုံမှန်ပေးနေလားဆိုတာပါပဲ protein အဆီဓာတ်ကောင်းတယ်ကယ်လိုရီတွေဗိုက်တာမင်တွေဒါပါပဲပြင်းစရာကောင်းတယ်ဒါပေမဲ့ထိရောက်လားဆိုရင်တော့ထိရောက်ပါတယ်ဥတို့ငါကြက်သားအမဲသားနွားတို့
တက်သည်ထမင်းအာလူရိုးရှင်းတဲ့အစားအစာတွေစားပါဘာမှမှော်ဆန်တာတွေမလိုဘူးပြီးတော့အခုထိပြောင်းမသွားသေးတဲ့ဒဏ္ဍာရီတစ်ခုကြောင့်ပြောရအောင်ပူစီနံဘိုးလို့ဆိုရင်တော့မင်းပေါ့အင်တာနက်ပေါ်မှာပြောကြတာကတော့ပူစီနံကတက်ထရိုစထရုန်းကိုဖျက်ဆီးတယ်တဲ့ကဲဒါဟုတ်ဘယ်လိုမြင်လဲတကယ်လို့ပူစီနံကဒါတက်ထရိုစထရုန်းကိုအဲ့လောက်ထိဖျက်ဆီးနိုင်ရင်သွားတိုက်ဆေးတွေကတားမြစ်ဆေးပါဖြစ်နေမှာပါစိတ်အေးထားပါအစားအစာတစ်ခုလောက်နဲ့မင်းဟော်မုန်းတွေကပျက်စီးမသွားပါဘူးပျက်စီးတာကအမြဲပုံမှန်ဖြစ်နေတဲ့ဆိုးရတဲ့လေ့ကျင့်နေကြောင်းဒါဆိုရင်လေ့ကျင့်ခန်းအကြောင်းဆက်ပြောရအောင်တက်ထရိုစထရုန်းကိုအများဆုံးတိုးစေမယ်လေ့ကျင့်ခန်းလုပ်ပါဆိုတဲ့ဗီဒီယိုတွေရှိတယ်။ Marvel တွေက NCA လိုပုံစံမျိုးနဲ့လေ့ကျင့်ခန်းတွေလုပ်ပြတယ်။ Squat လုပ်တာကိုဟော်မုန်းတိုးစေလိုမျိုးတင်စားရတယ်။မှန်လားဆိုတော့မှန်ပါတယ်။လေ့ကျင့်ခန်းကတက်ထရိုစထရုန်းကိုထောက်ပံ့ပေးတာမှန်ပါတယ်။ဒါပေမဲ့မှော်ဆန်တဲ့ဟော်မုန်းပေါက်ခွဲမှုတွေကြောင့်တော့မဟုတ်ဘူး။မင်းရဲ့ခန္ဓာကိုယ်စနစ်တစ်ခုလုံးကိုပိုကောင်းလာစေလို့ပါ။ကြက်သားတွေတက်လာမယ်။တွေးရင်းတကြားတဲ့ထိန်းကြီးမှုတွေပိုကောင်းလာမယ်။ခန္ဓာကိုယ်ကပိုပြီးတွေ့ရလာမယ်။ recovery ကပိုမြန်လာမယ်ခန္ဓာကိုယ်ကပိုကျန်းမာတော့အလုပ်ပိုလုပ်လာနိုင်တာပေါ့အဲ့ဒါပါပဲကျုပ်ဝက်ချက်ဆိုတာကအဲ့ဒါပါပဲဒါကြောင့်ပဲခြေထောက်လေ့ကျင့်ခန်းတွေကအရေးကြီးတာပါစကွက်လုပ်ရင်တက်ထရိုဆုံးတွေတွေးတဲ့ကိုဆေးထိုးလိုက်တယ်ရောက်လာမှာမဟုတ်ပေမဲ့ခန္ဓာကိုယ်ရဲ့အကြီးဆုံးကြွက်သားတွေဖြစ်တဲ့ခြေထောက်တွေကိုလေ့ကျင့်ပြီးတဲ့အခါခန္ဓာကိုယ်ကအဆင်ပြေအောင်ပြောင်းလဲရတော့အရာအလုံးကပိုတန်မာလာမှရတော့ဟော်မုန်းကျန်းမာရေးနဲ့ဆက်ဆက်နေတဲ့စနစ်တွေလည်းအပါဝင်ပေါ့ဒါကြောင့်ခြေထောက်လေ့ကျင့်ခန်းကိုရှောင်ဖယ်ဖို့မကြိုးစားပါနောက်ဆုံးအနေနဲ့တက်ထရိုဆုံးတိတ်တဆိတ်ဖြည့်ဆည်းနေတာတခြားဟာမဟုတ်ပါစိတ်ဖိစီးမှုပါဆောင်းပြီးဝဲခန်းနဲ့ရောက်နေတာမင်းနောက်ကကြားလိုက်နေတာလားဆိုတာကိုမင်းခန္ဓာကိုယ်ကမခွဲခြားနိုင်ပါဘူးစိတ်ဖိစီးမှုကတော့စိတ်ဖိစီးမှုပါပဲစိတ်ဖိစီးမှုအမြဲမြင့်နေရင် recovery တွေအိပ်စက်မှုတွေစွမ်းဆောင်ရည်တွေအကုန်လုံးကျဆင်းသွားပါလိမ့်မယ်ဒါကြောင့်နောက်ထပ်ဒဏ္ဍာရီတစ်ခုကပိုလုပ်လေပိုကောင်းလေဆိုတာကတော့ကံမကောင်းစွာနဲ့ပဲမှားပါတယ်ပြန်လေအနားယူမှုများလေပိုကောင်းလေဆိုတာကတော့မှန်ပါတယ်လေ့ကျင့်ခန်းကိုမသေးမရှိမဖြစ်မချင်းလောက်တာပြဿနာကိုဖန်တီးလိုက်တာပါပြန်လေအနားယူခြင်းကပဲအဖြေကိုရှာပေးတာပါအနားယူမှုတာမရှိရင်တိုးတက်မှုဆိုတာမရှိပါဘူးနောက်ဆုံးပြောရမှာကတော့ဖြည့်ဆက်စာရဲ့အကြောင်းတက်ထရိုဆုံးကိုတိုးစေရဆိုတဲ့ဆေးအများစုကပတ်စံအလကားဖြုံးတာပါဒစိမ့်တွေကကြည်ကောင်းနေပြီးတော့ဈေးကွက်တင်တာတွေကထိရောက်တယ်လို့ထင်ရပေမဲ့ပတ်စံအေးပဲပို့ပေါ့သွားပါလိမ့်မယ်ဗီတာမင် D ဇင်မဂနီဆီယမ်လိုမျိုးအဓိကလိုအပ်ချက်တွေချို့ရင်းနေတော့ဖြည့်ဆက်စာရေးကအထောက်အကူပြုနိုင်ပါဒါပေမဲ့အိပ်စက်မှုမကောင်းအစားအစာမကောင်းလေ့ကျင့်ခန်းလည်းမမှန်ရင်ဘယ်ဖြည့်ဆက်စာမှမင်းကိုမကယ်တင်နိုင်ပါဘူးအင်ဂျင်မရှိတဲ့ကားတစ်စီးကိုပြန်ကားတာယာတက်ပေးတယ်လို့ဖြစ်နေမှာပါနောက်ဆုံးအနေနဲ့တက်ထရိုစထရုန်းကိုတဘာဝအတိုင်းဘယ်လိုအမြင့်ဆုံးဖြစ်အောင်လုပ်မလဲဆိုတဲ့မေးခွန်းဒီမေးခွန်းအတွက်အဖြေကရိုးရှင်းပါလုံလောက်အောင်အိမ်မယ်ပုံမှန်လေ့ကျင့်ခန်းလုပ်အရည်အသွေးရှိတဲ့အစားအစာတွေလုံလောက်အောင်စားမယ်စိတ်ဖိစီးမှုကိုထိန်းချုပ်ခန္ဓာကိုယ်ကျန်းမာအောင်ထိန်းသိမ်းတာဒါပါပဲတအားကြီးထူးခြားနေတဲ့လှုပ်ဝက်ချက်တွေမရှိပါဘူးမနေ့၄နာရီထပြီး David Goggin လို့အော်ဟစ်နေစရာမလိုဘူးအခြေခံလေးတွေကိုပဲလုပ်ဖို့လိုတာပါဒါကြောင့်မင်းကအကောင်းဆုံးတက်ဆူဆုံးလှုပ်ဝက်ချက်ကိုရှာနေရဆိုရင်တော့ဂုဏ်ယူပါတယ်မင်းရှာတွေ့သွားပါအဲ့ဒါကတော့ကိုဂရုစိုက်ခြင်းပါပြင်းစရာကောင်းတဲ့အဖြေပါပဲဒါပေမဲ့အင်မတန်မှထိရောက်ပါတယ်ဒီဗီဒီယိုကမင်းတစ်ချိန်လုံးရှာဖွေနေခဲ့တဲ့အဖြေကိုပေးနိုင်မယ်လို့ထင်ရင်အောက်က subscribe ကလုပ်လေးနဲ့လက်မပုံလေးကိုနှိပ်ခဲ့ပါရေထားတောက်တာထက်တောင်မခတ်တာမို့အခုပဲလုပ်လိုက်ပါနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြပါ